ကျွန်တော်မိမထမင်းဘူးဒီနေ့ဘာတွေလုပ်ပေးမလဲကြည့်အောင်တကြံတွင်အကြောင်းပိတ်ထားတာအခုမှပြန်ဖွင့်တဲ့အတွက်ကျွန်တော်ထမင်းဘူးလေးတွေအခုပြန်လုပ်ပေးနေတာပါအရင်ဆုံးအာလူးလေးတွေကိုတင်ထားပြီးတော့လေးသိပ်ထိုးပြီးတော့အိုးထဲမှာစားနှင်းငယ်နဲ့ပြုတ်ထားလိုက်ပါတယ်ဝက်မြင့်ချင်လုပ်ဖို့အတွက်ဝက်သုံးတက်သားလေးကိုကျွန်တော်ရေတုပ်ပြီးတော့တုံးလေးတွေသေးသေးလေးတွေလှီထားလိုက်ပါတယ်ချင်းကျက်သွန်ဖြူနဲ့ငရုတ်သီးသိန်းလေးတွေကိုလည်းတင်ပြီးတော့ထောင်းထားလိုက်ပါတယ်ပင်သိန်းဖက်ပဲရှင်းတဲ့နေနေကိုလည်းတင်ပြီးတော့ကျွန်တော်တောက်ဆင်းထားလိုက်ပါတယ်တောက်ဆင်းထားတဲ့အရွက်တွေနဲ့ချင်းကျက်သွန်ဖြူငရုတ်သီးစိမ်းထောင်းထားတာလေးတွေကိုဝက်သားနဲ့တစ်ခါလေးရောပြီးတော့စားရယ်စီရယ်ငပိနဲ့ငရုတ်သီးမုံလေးအနှဲငယ်ထည့်ပြီးတော့နယ်ထားလိုက်ပါတယ်နေပြီးသားဝက်သားလေးတွေကိုတော့မွေးလာအောင်လို့စီသက်ထားလိုက်ပါမယ်ဝက်သားလေးတွေမွေးလာပြီဆိုရင်တော့ကျွန်တော်မြင့်ချင်လေးတွေကိုဝက်သားအိုးထဲမှာရောပြီးတော့ထည့်ထားလိုက်ပါမယ်ပြီးရင်တော့ရေနှဲငယ်ထည့်ပြီးတော့နိုင်ဝက်45မိနစ်လောက်တည်ထားလိုက်ပါတယ်ဝက်သားတည်ထားတဲ့အချိန်မှာတော့ခုနကပြုတ်ထားတဲ့အာလူးလေးတွေကိုဆဲပြီးတော့ကျွန်တော်ထောင်းထားလိုက်ပါတယ်အာလူးထောင်းကြော်ဖို့အတွက်တော့ကျက်သွန်နီရယ်ကျက်သွန်ဖြူရယ်ကိုပပလေးတွေလှီးပြီးတော့ကျွန်တော်စီသက်ထားလိုက်ပါတယ်ပြီးရင်တော့အာလူးထောင်းလေးတွေကိုထည့်ပြီးတော့စားနှင်းငယ်နဲ့ကြော်ထားလိုက်ပါတယ်ဝါပြင်းချင်တဲ့စားဖို့အတွက်တော့ငရုတ်သီးထောင်းလေးလုပ်ဖို့အတွက်ငရုတ်ပွားငရုတ်သီးစိမ်းကျက်သွန်ဖြူကျက်သွန်နီနဲ့ခရမ်းညင်သီးလေးတွေကိုကင်ပြီးတော့ထောင်းထားလိုက်ပါတယ်ပြီးရင်တော့စီစိန်ထားလိုက်ပါတယ်ထမင်းဘူးအတွက်ဟင်းတွေ ready ဖြစ်ပြီးမို့လို့ကျွန်တော်မနက်စာအတွက်ဖတ်ထုတ်လေးကိုပြုတ်ထားလိုက်ပါတယ်ထမင်းဘူးတွေရောတော့ထမင်းဖြူရဲ့အာလူးထောင်းလေးရဲ့ငရုတ်သီးထောင်းရဲ့ဝက်မြင့်ချင်လေးကိုထည့်ပေးထားလိုက်ပါတယ်မနက်စာစားတဲ့အချိန်မှာထုံးစံတိုင်း coffee တောက်ဖို့အတွက်ကျွန်တော် coffee လေးလည်းဖြော်ထားလိုက်ပါတယ်ဖတ်ထုတ်လေးပြုတ်ထားတာ ready ဖြစ်ပြီဆိုရင်တော့စီချက်ရဲ့ကဲငက်မြာကြီးနဲ့စားနဲ့ကြာညိုလေးတွေကိုထည့်ပြီးတော့ဖတ်ထုတ်စီချက်လေးလုပ်ပေးလိုက်ပါတယ်ဒီနေ့အတွက်ထမင်းဘူးနဲ့မနက်စာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်